ကို့ထားနဲ့ကိုပဲငေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါ Memories YouTube Channel နဲ့ကြိုဆိုပါရရှင်ဒီတစ်ပတ်ရဲ့တနင်္ဂနွေနေ့မှာတော့ဆရာဒေါက်တာဖြိုးတီရဲ့ခေတ်တည်းရဲ့တောင်းဆိုမှုများဆိုတဲ့စာအုပ်ထဲမှာပါဝင်တဲ့စောင်းပါးလေးတစ်ပုဒ်ဖြစ်တဲ့ကို့ထားနဲ့ကိုပဲနေချင်ပါတယ်ဆိုတဲ့စောင်းပါးလေးကိုမျှဝေသွားမှာပါကဲကိုယ့်ရဲ့အဖေထားတွေနဲ့ဘယ်လိုနေမလဲဆိုတာသိအောင်အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ကို့အထားနဲ့ကိုပဲနေချင်ပါတယ်ဟိုတလောကမိခင်ဘဝကို professional ကြကြဖြတ်သန်းမှာဆိုတဲ့စောင်းပါးလေးရေးဖြစ်ပါတယ်အဲ့ဒါလေးကိုလူမှုကွန်ရက်မှာတင်ရင်တော့ကလေးအမေတွေအထူးသဖြင့်အပြည့်မအလုံးမလုံးတဲ့အမေတွေဖတ်ပြီးတော်တော်လေးကိုမှစိတ်ခွန်အားရသွားကြတယ်ကျွန်တော် post ကို share ရင် caption မှာသူတို့ခန်းစားချက်လေးတွေရေးထားတာကိုလည်းဖတ်ရတယ်အဲ့ဒီမှာသတိထားမိတာလေးတခုရှိရဲ့အဲ့ဒါတော့ပတ်ဝန်းကျင်ကအမြင်ဟာသူတို့အပေါ်မှာတော်တော်လေးကိုမှစိတ်ဖိစီးမှုဖြစ်စေတယ်ဆိုတာပဲအစကတည်းကအပြင်အလုပ်မလုပ်တဲ့သူကိုကြဝင်းဝင်းမရှာနိုင်မဲအိမ်မှာပဲနေတဲ့ခပ်ပိန်ပိန်မိန်းမဆိုတဲ့သဘောမျိုးပြောတယ်အလုပ်လုပ်တဲ့သူကြတော့ကလေးရနေရအောင်လုပ်နေသေးတာလားဆိုပြီးပြောတယ်မတော်တဆကလေးများတစ်ခုခုဖြစ်ခဲ့ရင်မိခင်တောင်းဝန်ပဲဆိုတာမျိုးပေါ့အလုပ်လုပ်နေတယ်အလုပ်မှလည်းတော်တယ်ပညာရေးမှာလည်းဘွဲတွေရထားတယ်အဲ့ဒီလိုထက်ထက်မြက်မြက်မျိုးသမီးတယောက်ကကလေးလည်းရသွားရောအလုပ်ထွက်လိုက်တယ်သူပညာတွေကိုလည်းအသုံးမချတော့ပဲကလေးတွဲပဲသူ့တဘဝလုံးမြုပ်နိုင်လိုက်တယ်ဆိုတဲ့သူတွေကြတော့လေဟဲအလုပ်ထွက်လိုက်ပြီလားဘာမှမလုပ်တော့ဘူးလားဆိုပြီးပြောကြတဲ့ဥပွင့်လင်းလင်းပြောရရင်ကိုယ်တိုင်လည်းအဲ့ဒီထဲမှာပါဘူးပါတယ်အဝေးကကြည့်တော့လေအော်သူ့ရည်ချင်းတွေနှမျောစရာပေါ့တလောကရုံးကအမတယောက်နဲ့စကားပြောပြတော့ကျွန်တော်ကမေးတယ်ကိုဝင်ဆရှိတဲ့အချိန်မှာအမတို့မြန်မာကားတွေကမင်းသားမင်းသမီးတွေလို့ခုံပေါက်အော်ဟစ်ပြီးပြောကြလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဆရာရဲ့ဒါပေမဲ့ကိုဝင်၄-၅လလောက်နေလို့ကလေးလှုပ်ပြီးဆိုတဲ့အခါအဲ့ဒီကလေးကိုဘလို့ချစ်လို့ချစ်သွားမှန်းကိုမသိတာတဲ့ဒီခန်းစားချက်ကမိခင်မဖြစ်ဘူးသူတွေမိဘမဖြစ်ဘူးသူတွေနားလည်ဖို့ခက်မဲ့ခန်းစားချက်မျိုးပေါ့ဒီတော့မှကျွန်တော်လဲအဲ့ဒီလိုအလုပ်တွေပညာတွေအကုန်လုံးကိုနောက်ပို့လိုက်ပြီးကလေးအတွက်ပဲဘဝတစ်ခုလုံးမြုပ်နှံလိုက်တဲ့မိခင်တွေကိုနည်းနည်းလေးနားလည်နိုင်သွားတယ်တစ်ဆက်တည်းမှာပဲလောကမှာကိုနားမလည်နိုင်တဲ့အရာဘယ်တော့မှလည်းနားမလည်နိုင်မှာမဟုတ်တဲ့အရာဘလို့မှဝင်ခံစားမပေးနိုင်တဲ့အရာအများကြီးရှိနေအောင်မှာပါလားလို့သဘောပေါက်သွားတယ်တချို့ရီးစားတက်တန်းတူတူလေးနဲ့လက်ထပ်သွားတဲ့သူတွေရှိတယ်အဲ့ဒီလိုပဲရီးစားတက်တန်းကြားနေပေမဲ့အကြောင်းကြောင့်မယူပြစ်သေးတဲ့သူတွေလည်းရှိမင်္ဂလာတွေအကြီးကျယ်ဆောင်ပြီးမှရပ်ပိုင်းလေးနဲ့ပွဲကွာသွားကြတဲ့သူတွေလည်းရှိတာပဲဘာကြောင့်မှမသိဘယ်သူမှလည်းထင်မထားပဲကိုတက်တည်သွားတဲ့သူတွေလည်းရှိမိဘနဲ့သားသမီးအစင်မပြေနေကြတာတွေလည်းအများကြီးပဲလာစားတွေခန်းစားခွင့်တွေအများကြီးရနေတဲ့အလုပ်ကနေထွက်လိုက်ကြတဲ့သူတွေလည်းခဏတွေ့နေရတာပဲဒီတခါအချိန်ယူပြီးလေ့လာပါအောင်လို့စိတ်လျှော့ပြီးညှိကြည့်ပါအောင်လို့ပြောခဲ့မှုကြတယ်မိဘဆိုတာသားသမီးဆိုတာဘယ်လိုမျိုးဆိုပြီးတော့လေဆရာဝန်လုပ်ခဲ့ဘူးကြတယ်ကိုရှူတော့ကနေပဲကြည့်ပြီးနားမလည်နိုင်ဖြစ်ခဲ့ဘူးတယ်တကယ်တော့အဲ့ဒါတွေအားလုံးမှာကျွန်တော်တို့နားလည်မပေးနိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိနေမှာပါပဲလူငယ်တွေနဲ့ဆွေးနွေးတဲ့ပွဲလေးတစ်ခုမှာဇုံမဲပုံ Facebook ပေါ်တင်တာကောင်းလားလို့မေးလိုက်တယ်ပြောကြတာလေးတွေစိတ်ဝင်စားစရာတိတ်ကောင်းတယ်တချို့ကတင်ကျင်နေတဲ့အမှတ်တရလည်းဖြစ်တာပေါ့တဲ့တရုတ်ကလည်းအဲ့ဒီလိုမတင်ရင်ဆိုင်းလန့်တွဲတယ်ထင်ပြီးဆိုင်းလန့်တွဲတယ်ဆိုပြီးချစ်သူကထင်သွားမယ်ပတ်ဝန်းကျင်ကလည်းမကောင်းမြင်မယ်တဲ့ရီးစားရှိရနဲ့မရှိတင်အောင်စောင်းနေပေါ့လေတချို့ကြတော့လေမတင်ချင်ဘူးတဲ့ဘာလို့မတင်ချင်တာလဲဆိုတော့သူနဲ့ကိုယ်နဲ့ပြတ်သွားရင်မကောင်းဘူးမိန်းကလေးအတွက်မကောင်းသလိုပတ်ဝန်းကျင်ရဲ့အမြင်အရရီးစားတက်တန်းနဲ့မိန်းကလေးရဲ့တန်ဖိုးကပြောင်းပြန်ချိုးကြတယ်လို့ထင်ကြတာကိုယောက်ျားလေးကြတော့လေသူများသားသမီးကိုနှစ်ရှည်လာများတွဲခဲ့ပြီးယူလဲမယူဘူးဆိုတာမျိုးထင်ခံရနိုင်လို့ပါတဲ့ဇုံရဲပုံတွေတင်းနေတော့လေရိုနေလိုက်ကြတာတစ်သက်လုံးညဲမဲ့အတိုင်းပဲပြတ်သွားမှအဆက်ကွဲနေအောင်မယ်ဆိုပြီးပြောကြတယ်တကယ်ပြတ်သွားခဲ့ရင်လေကြည့်ရကြတယ်လှောင်ကြတယ်မတင်မဲနေတော့လေဆိုင်းလန့်တွဲနေတာတခြားကောင်လဲကောင်မလေးတွေကိုညှော်နှင်းချက်ပေးနေတာဆိုပြီးထင်ခံရတယ်ဒါပေမဲ့အဲ့ဒီလိုကျွန်တော်တို့အမှတ်မဲ့လုပ်နေကြတဲ့ပြောဆိုဝေဖန်မှုတွေရဲ့နောက်မှာဒီလိုအကြောင်းချက်လေးတွေလည်းရှိနေပြန်တယ်ဆိုတာကိုသဘောပေါက်မိလိုက်တယ်တကယ်တော့ထုံနှန်းစင်လာတို့တမတ်ချက်တို့
ပုံမှန်ဆိုတာတွေကလူအများစုလောက်ရာကနေဖြစ်လာတဲ့အရာတွေပါသတိထားစေချင်တာကအများစုလောက်တာပါအားလုံးကအဲ့ဒီအတိုင်းဖြစ်နေတာမဟုတ်ပါဘူးဒီပေါင်ထဲမှာပဲအားလုံးဟာအံဝင်နေတယ်မထင်ပါနဲ့အပြင်ရောက်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်အဲ့ဒီလိုရောက်နေတာကလည်းအပြစ်တင်ကဲ့ရဲ့စရာမဟုတ်ပါဘူးကိုနဲ့မတူတာတာဖြစ်ပါတယ်နားမလည်နိုင်ရင်တောင်ဒီလိုလေးလက်ခံပေးစေချင်ပါတယ်နောက်ပြီးတချို့သောလူတွေက sympathy တနာတာထက် empathy ကိုချင်းစာပေးတာကိုပိုလိုချင်ကြတယ်ဆိုတာလေးလည်းသိစေချင်ပါတယ်ကိုယ်တိုင်လည်းအစင်မပြေတာတစ်ခုခုစိုးစိုးဝါးဝါအဖြစ်အပျက်တစ်ခုခုကြုံရတဲ့အခါတိုင်းနှစ်သိမ့်ပေးတာတနာပါတယ်လာပြောတာထက်မသိသလိုနေပေးတာကကျွန်တော်တို့ပိုအဆင်ပြေတယ်ကျွန်တော်ဖြည့်ရှင်းနိုင်တယ်လုံနိုင်တယ်တနာနေစရာမလိုဘူးနှစ်သိမ့်စရာမလိုဘူးစိတ်မကောင်းပါဘူးဆိုတာတွေအဆင်ပြေသွားမှာပါဆိုတာတွေထက်မသိသလိုနေပေးပြီးပုံမှန်အတိုင်းဆက်ဆံတာကပိုအထောက်အကူဖြစ်တယ်ဒါကတိတ်ပြီး emotionally strong ဖြစ်နေလို့မဟုတ်ဘူးရင်ဖွင့်ကျင်တာပဲအကြံဉာဏ်တွေတောင်းကျင်တာပဲမိစေရာပခုံးလိုအပ်တာပဲဒါပေမဲ့အဲ့ဒါလူတိုင်းစီကတော့မဟုတ်ဘူးကိုနဲ့ရင်းနှီးတဲ့သူတွေစိတ်ချယုံကြည်ရတဲ့သူတွေစီကပဲကျန်တဲ့လူတွေကတနာနေတာမျိုးတော့ကျွန်တော်လည်းမလိုချင်ပါဘူးဒါကြောင့်ဘသူ့ဘုံမှလည်းတနာပြမနေဘူးမတိလိုက်သလိုပဲနေပေးတယ်ရင်ဖွင့်လာတဲ့အခါမှဒေတာဂယူးဆိုင်နားထောင်ပေးတယ်အဲ့ဒီလိုမျိုးနေတတ်တော့လူမှုရေးနားမလည်ဘူးသစိမ့်ဆန်နေဆိုတာမျိုးကထင်ခံရနိုင်တယ်ထင်လဲထင်ခံခဲ့ရဘူးပါတယ်ဘာလို့လဲဆိုတော့လူမှုဆက်ဆံရေးမှာအစဉ်ပြေးကိုပြေးမယ်လို့ထိနန်ဓာတ်ထိပြောလို့ရတဲ့နည်းမှာမရှိဘဲကို one size does not fit all ပေါ့တဘောမတူဘူးမဖြစ်သင့်ဘူးဆိုတဲ့သူတွေလည်းရှိမှာပဲသို့တော့ကိုယ့်ရဲ့အဆုံးဖြတ်ပေးမှု judgment တွေဟာတစ်ဖက်လူပေါ်ကြီးကြီးမားမားအနှောက်အယှက်ဖြစ်သွားစေနိုင်တယ်ဆိုတာလေးကိုတော့သတိပြုမိစေချင်တာပါကိုကတော့ဘာရဲ့မဟုတ်ဘူးပြောလိုက်တာပဲအခါတလေစေတနာနဲ့ပြောတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့အစင်မပြေဖြစ်သွားစေနိုင်တယ်ဆိုတာလေးတော့သိစေချင်လို့ရေးပြတာပါရှင်းချက်လာတယ်ပဲပြောရမလားဆိုရှယ်မီဒီယာမှာမြင်နေတွေ့နေရတာတွေကိုစိတ်ပြက်လာလို့ပဲလားတော့မသိဘူးခုနောက်ပိုင်းကိုသေးချာမသိတဲ့အထူးသဖြင့်အပေါ်ယံလေးပဲရှက်မြင်ရတဲ့သိရတဲ့ဆိုရှယ်မီဒီယာပေါ်ကဘသူကိစ္စကိုမှမှန်တယ်မှားတယ်ဝင်မပြောတော့တယ်လို့ဘာ Jasmine မှလည်းဝင်လို့မနေတော့ကိုနဲ့ပတ်သက်လို့တောင်ကိုနားမလည်သေးတာပဲအများကြီးရှိနေတဲ့အချိန်မှာဘသူကိုမှလည်းဝေဖန်မနေကျင်တော့အ ਨੇ ဆုံးတော့ကိုလူမှုရေးနားမလည်ဘူးဆိုပြီးမခင်တဲ့သူသာရှိမယ်ကိုရဲ့ Jasmine တွေကြောင့်လူတွေစိတ်မဖိစီးရတော့ဘူးအနည်းမကျရတော့ဘူးပေါ့3ရက်3လ2019အခုမျှဝေခဲ့တာလေးကတော့ကိုဌာနဲ့ကိုပဲနေကြပါတယ်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်အားပေးသူပရိသတ်ကြီးရောဒီဆောင်းပါးကနေတစင်ဘလို့သင်ခန်းစာတွေရလိုက်တယ်လဲဆိုတာကို comment box လေးကနေပြီးတော့မှမျှဝေပေးဖို့လေးဖိတ်ခေါ်ချင်ပါတယ်ပရိသတ်ကြီးတော့မသိဘူးကျမတော့ဒီဆောင်းပါးလေးကိုဖတ်ပြီးတော့ကိုယ့်ရဲ့အမှုမဲ့အမှတ်မဲ့သူများအပေါ်မှာအဆုံးဖြတ်ပေးလိုက်တဲ့ Jasmine တွေကအဲ့ဒီတစ်ဖက်သားပေါ်မှာကြီးကြီးမားမားအနှောက်အယှက်ဖြစ်သွားစေနိုင်တယ်ဆိုတာကြီးကိုတော်တော်ကိုသတိပြုမိသွားပါတယ်ကိုတောင်နားမလည်သေးရတယ်အများကြီးရှိနေတဲ့အချိန်မှာဘယ်သူကိုမှလည်းထပ်ပြီးဝေဖန်မှုတွေမပြုတ်လို့မိတော့အောင်လဲသတိပြုမိခဲ့ပါတယ်ကဲပရိသတ်ကြီးကိုဒီဆောင်းပါးနေဘာတွေသတိပြုမိလဲဘာသင်ခန်းစာတွေရလိုက်တယ် comment box လေးကနေမျှဝေပေးပါအောင်ရှင်ကဲအပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်နေကြ MM3 ရဲ့မျှဝေမှုလေးကိုလည်းဆက်ဆက်ဆောင်အားပေးကြပါအောင်ရှင်ထပ်မံမျှဝေပေးစေလိုတဲ့ဆောင်းပါးတွေရှိရဲဆိုရင်လည်း comment box ကနေအကြံပြုလို့ရပါတယ်ရှင်အဆုံးထိလိုက်ပါကြည့်ရှုနားဆင်အားပေးကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ရှင်